还没够。那我哪里面哪肉片？老板，那个不是？ဦးလေးကဒီမလေးဦးလေးပတ်ဆောင်ဒီနေ့ပေးမလို့ပါပဲဒါမဲ့လေဒီနေ့ ဒါပဲတော်တော့ဒီနေ့မောလေးတာနဲ့ပေးပါမယ်ဆိုငါရှိကလာယူသွားတာအခုဆက်နေထိုးနေဘယ်လိုလုပ် ဦးလေးဒီနေ့ကျမသားလေးမွေးနေမလို့မွေးနေဆောင်ဝယ်ပေးတယ်မျိုးပါ ဘာမွေးနေ့လက်ဆောင်ဝယ်ပေးတယ်ဟုတ်လားထွေးနင်တို့သားမီးอ่ะတော်ဆမ်းမရှိစောက်စားကြီးတာဒီလိုဆိုနင်ကအပတ်တွေဘယ်လိုပြန်ဆက်မှာငါအကျွေးတွေကိုနင်ဘယ်လိုပြန်ဆက်မှာလဲ ကျမပြတ်ဆက်ပါမယ် ဒီတော့နင်ဘယ်လိုပြန်ဆက်မှာ ကျမဇီအောင်ပြတ်ဆက်ပါမယ် ဟာဈေးရောင်းပြီးပြန်ဆက်ဟာလားမဖြစ်နိုင်တာဟာနင်ဒီမှာနှစ်ပဲ6ပြားဖို့ရောင်းထားတယ်ပတ်ဆက်ငါ့ကိုပြန်ဆက်နင်ဘယ်လိုပြန်ဆက် ငါအောင်စူးစမ်းပြတ်ဆက်ပါမယ် လာသေးတယ်မေဘာဖြစ်နေလဲဘာပြရမှာမေပေါ့မဆီကပတ်သက်တယ်ကြီးသွားရှာလည်းမပြီးဘူးငါပတ်သက်လာတော့တောင်းဦးလေးရဲ့ကျွေးလာတောင်းနေဆိုလေကြောက်နေလာတာမောဗျခုကလမ်းလိုက်မှာမင်းလိုက်ခါကြားတယ်လေဗျာ ဘာတိုက်ခါကြဟုတ်လားမင်းတို့အစင်းနဲ့ဘာတိုက်ခါရှိဘူးလဲကွာအေးငါပြောမခိုင်းငါပတ်သက်ပြန်ပေးလေပြန်ပေးအခုပဲ ကျမဒီကင်းနေတယ်ငါ့ကိုဆိုင်တော့လို့ အေးအခုချက်ချင်းပေးလေ ပေးမယ်ဗျာပေးမယ်ခင်ဗျားမဆိုင်တော့2ရက်တွေရှာမယ်ဟုတ်ပြီလား ဆမ်းမရှိစောက်စားကြီးသားပြီသူများပတ်သက်ကြယူမျိုးဆော့ရောပေးတာရှိတော့ဟိုနေ့ရွှေဒီနေ့ရွှေခွေးမေအဲ့လူကြီးကကျွေးဘယ်တော့တောင်ယူထားရလို့ဗျ တိတ်မမြတ်ပေါ့တာရဲ့ မေကတိတ်မများဘူးပြောတာအဲ့လူကြီးကဒီလောက်လေကျဲနေတာမေကကဲပြောပါမေဘယ်လောက်ယူထားရတော့ သုံးသိန်းနဲ့ပါတာရဲ့ ဗျာ3သိန်းများတော့မေဘာလို့မယူထားရတော့ ကဲပါတာရဲ့ဒါအဲ့မေးလိုက်တော့နော်တားလေးဒီနေ့ဘာနေလဲမိသားလေးသိလားမသိဘူးလားမသိရင်မိသားမျက်စိခဏမိခါခွေးစမခွေးနော်ဒီနေ့ကမိသားလေး16နှစ်ပြည့်ဝင်းနေလို့တွေ့ဝင်းနေတဲ့ဆောင်တားရကြည့်တော့ မေဒါတော့ဝယ်ပေးရဲ့မွေးနေ့လက်ဆောင် တားလေးတော့ကြားရဘူး ချတော့ဘောမေရဲ့ ဒီနေ့ကမိသားလေး16နှစ်လုံးဘာမှမပေးနိုင်ဘူးဒါလေးကလေအမေစရောင်းရလေးရပတ်စံလေးနဲ့စုပြီးမိသားလေးဝယ်ပြတာတိုင်းတတ်တော့တယ် ချတာဘောမေရဲ့ဒါဆိုဒါတောင်းက16နှစ်လုံးမှာမေပထမဆုံးဝယ်ပေးဦးရဲ့လက်ဆောင်ဝင်တော့ မိဘတွေမှာမရှိရရှာပေးရှိပြန်တော့ညာကကြွေးတာဦးကလေးဘဝမှာစားအရွယ်ရောက်ယနေ့တိုင်းနာအမေကျေးဇူးတွေဆက်ခွင့်ပေးကြမှာဆန်ရည်သဘောအလားပြန်လာတလဲစီတောင်းဝန်ချေမရမီအမေယာအမေကျေးဇူးတွေဆက်ခွင့်ပေးကြမှာ အမကြီးဟုတ်ရ
ရ ရပါဖြစ် မကြီးအဖို့ဘယ်လောက်ပေးရ ရှင်ရှင်ဘာပြောလဲ 6တွေးမိပါနဲ့မကြီးရဲ့ကျွန်တော်အကြီးပြောင်းဖို့ကိုပြောတာပါမကြီးရဲ့ကျွန်တော်လေဟိုးနားလေးတွေကမကြီးအဖို့နဲ့ရနေတာဟိုးရနေတာပဲ ရှင်ဘလို့အားနဲ့ပြောနေရလဲစကားပြောရှင်းတော့ပြောမှာ မကြီးကလည်းမကြီးစားတာကျွန်တော်ရော့ဘာပြောရော့ကျွန်တော်လေးစားခဲ့တယ်ကြီးပါလားဝေးကြီးပဲဖြစ်ဖြစ်အဆဆရအကုန်လုံးကျွန်တော်တတ်နိုင်တယ်လို့ကူညီပေးမယ်မေ တာ မေဘာဖြစ်နေလဲဒီလူရောမေဘာပြောနေဘာမှမပေါ့ငါညာကိုကြီးကမင်းအမေရဲ့ဖို့ဝယ်စားမလို့ပြောနေတာပါခဏဘာပြောရလဲတာဒီစီပေါ့ငါညာရှင်ပြန်ရလေ ကဲအဲ့ဒါဆိုလည်းမကြီးကျွန်တော်ဖုန်းဆက်လိုက်တော့အဒီခွဲမှာဒါပြောနေတာ တားလေတားရဲ့စိတ်ကြီးမပေါ့မိကစိတ်ကြီးလို့ မေလည်းတော်တော့ဗျာဒါကြီးမရောင်းနဲ့တော့ကျွန်တော်ပခုံးနှစ်ဖက်ရှိသေးတယ်ဗျကျွန်တော်ပခုံးနဲ့မကြုံချင်မင်းတို့ရှာကျွေးမယ်မင်းမရောင်းနဲ့တော့ဗျာ တားရဲ့မိကလေးပြင်မမဆိုပါတားရဲ့ လို့မေတော့ဘာမေရှိပြေးဆုံးတော့မေ တကယ်ချင်းတို့ရငါ့မျိုးကငါလေရန်တနာလာပြီကွာငါငယ်ငယ်လေးကနေကနောက်ရင်တော့မပြူဘဲနဲ့ခုဒီငါ့ကိုကျွေးမွေးလာတယ်ရန်တနာဖို့ကောင်းတာပဲကွာ ဒါတော့ကွာဒေါ်လေးမင်းကမင်းကိုအရန်ချစ်တော့နောက်တော့မပြူပဲနေတာဖြစ်မှာပေါ့ကွာ ငါတော့မင်းတို့တားမိကြည့်ပြီးအားကြလာတယ်ကွာအမေဖြစ်သူကလည်းတားဆိုမှတာဟောတားဖြစ်သူဆိုကလည်းအမေဆိုမှမေဖြစ်သူတော့ ဒါလည်းကွာငါတို့တားမိရဒီနေ့ဝယ်ရှိရလေမင်းတို့လိုမိဆုံးဖဆုံးမှမဟုတ်တာကွာငါတော့ကအဖေဆိုလဲဒီမေအမေဆိုလဲဒီမေပဲလေ ဒါတို့ရဲ့ငါတို့ကတဘောပြောပြတာပါကွာမင်းလည်းမင်းမေဘယ်လောက်ချစ်လဲဆိုတော့ငါတို့လည်းသိပါတယ်ကွာ ဒေါ်လေးမေကလည်းမင်းဘယ်လောက်ချစ်လဲဆိုတော့ငါတို့အကုန်သိပါတယ်ကွာဒါပေမဲ့လေတာတို့မင်းတို့တားမိလဲအချစ်တွေလွန်ပြီးတော့မဖြစ်တင်တာတွေမလုပ်တင်တာတွေနဲ့အသွေးတွေချော်မှာပဲငါစိုးရင်တာကွာ ဒါတော့ကွာငါတို့တားမိနေအောင်ကြည့်ချက်ရှောင်းအောင်ပါဗောဘာပဲဖြစ်ဖြစ်ငါ့ကိုခုလိုလာပြီးတတိပေးရမင်းတို့ကအရင်ကျေးဇူးတင်တယ်ကွာ ကြားပါလား တကယ်ချင်းနေပဲ မဟုတ်ကျွန်တော်နှလုံးကြီးပေးအောင်လေ အေးပါငါမောင်လေးရဲ့ဟိုနောက်နေ့မှယူပါလားယင် ကျွန်တော်လည်းဟိုမှာဓာတ်ရနဲ့ကော်မရှင်နဲ့ယူအမတို့တပတ်ရှင်းနဲ့ပေးထားရတာ မောင်လေးရဲ့အမလည်းဟိုပေါက်မဲ့တီမထိုးမိရလေဟိုနဘာပေးပါမယ်နော် အဲ့ဒါတော့အမတို့ကန်ရပဲလေဗျာကျွန်တော်ပတ်စံရယူရမှာခင်ဗျားကျုပ်မဆိုင်နိုင်ဘူးဗျာမနေ့ကမနေ့ကျွန်တော်ပတ်စံလာပေးပါကျုပ်ဒါပဲပြောနေတယ် ဟုတ်ကဲ့ပါ လေတို့ရေတို့အထက်မှာမဟာပထဝီမြေကြီးမကားပါမြတ်တာအရာအတိုင်းစားပမာနာနိုင်တရားမရှိအောင်
မှာဆိုင်ရင်သဘောအလားပြန်ကားတလဲစီတောင်းဝန်ကြည့်ပါရစေအမေယာအမေကျေးဇူးတွေဆက်ခွင့်ပေးစမ်းပါအမေပေးခဲ့တဲ့မဟာကရုဏာပြမကြီးနဲ့နိုင်ရှင်ရင်လေအမေကသာတာရဲ့အသက်နှလုံးမှာအမြဲတမ်းအမေပုံရိပ်တွေပြမခွဲသရံတို့ချွေးပါရစေအမေယာတေကမမလို့ပါရစေနဲ့နောင်တအဖျားပြာအကျင့်အလားကရုဏာတရားဆိုတာအမေမှာရှိပါတယ်မေတ္တာတရားဆိုတာလည်းအမေမှာရှိပါတယ်ဖြစ်ပါဦးရဲ့ ဒါဆိုတာလီအထက်တယ်လုံးနေရလား မဟုတ်ပါဘူးရဲ့ တာမေကိုမညာနဲ့တာထက်တယ်လုံးနေရမို့လားမိသားလေးပကုံးနေရောင်ရမ်းနေရတာအမေပညာရေးသိမိတာဒီပခုံးနေရောင်ရမ်းနေဖို့တော့မဟုတ်ဘူးအမေသားလလူနုလေးအသမားကြီးတက်နေအောင်ပညာရေးသိမိတာမဟုတ်ဘူးသားမိသားလေးလည်းသိမိတာလေးတာရဲ့မလုပ်ပါနဲ့ဒီလိုအလုံးတိုင်းတာမလုပ်ပါနဲ့ငိုနေရလားယင်ငိုပါနဲ့တော့မေတာတောင်းမှပါရဲ့နော်တာမစ်စိတ်ဆင်းရဲတော့မကြည့်ရလို့ပါမေရဲ့တော်လေးပကုံးလေးမကြည့်ဘူးအမေပကစားနေဘူးအမေသေးနေမလို့ပါနဲ့အမေသားလေးအမေပဲရှာဖို့ကြည့်မကြည့်တော့တာရဲ့တာရဲ့ဘာလို့ကောင်းကောင်းဘာနမလို့နော်ဒီပါမဟာပထဝီမြေကြီးမကပါ ဖိတ်ဆောင်အမေရဲ့ဒါတော့မလို့တော့ပါဘူးနော်နိုင်တရားမရှိအောင်ကြီးမာလာရတာမိဘတွေမှာမရှိရင်ရှာကပေးရှိပြန်တော့ညာကကြွေးတာဒုကလေးဘဝမှာစားရွေရောက်ဖြစ်နေတိုင်းတာအမေကျေးဇူးတွေဆက်ခွင့်ပေးသမှာဆိုင်ရင်သဘောအလားပြန်ကားတလဲစီတောင်းဝန်ကြည့်ပါရစေအမေယာအမေကျေးဇူးတွေဆက်ခွင့်ပေးသမှာ ငါငိုရှိမှဖြစ်မယ်ဒါမှတားလေးမကြောက်ကြနေနိုင်မှာတားလေးတွေငါငိုရှာရမယ်အရွယ်ရောက်လို့စိတ်မချနိုင်တော့အမေစေရနာအမေပေးခဲ့တဲ့မဟာကရုဏာပြမကြီးနဲ့နိုင်ရှင်ရင်လေအမေကသာရဲ့အသက်နှလုံးမှာအ
ဒီလိပ်စာကတ်ထဲရလို့အကူညီတောင်းမှထင်တယ်တာလီပတ်ဝန်းကျင်မှာမျက်နှာမငယ်အောင်ဒီလိုစီမှာငါဘဝကိုရင်းပြီးတာလီတို့ငါငိုရှာမှဖြစ်မယ် ဗျမ်းအဆင်ပြေတယ်မာကြီးမာကြီးပြောထားတဲ့ငွေပြင်ဘူးကျွန်တော်ကထပ်ပြီးတော့ပို့ပေးလိုက်မယ်အပြည့်စုံတွေအရန်ကောင်းတဲ့အတွက်ပို့ပေးရနော်ရ ကျေးဇူးတင်ပါတယ်ရှင်ကျမကိုလေနောက်လူအဲ့ရင်လည်းခေါ်တုံးပြီးပါဟာလို့ကျမသားလေးရဲ့ရှေ့အတွက်ကျမငွေလိုအပ်လို့ပါ โอเคလေငွေလိုရရင်ကျွန်တော်ဖုန်းသာလှမ်းစားတယ် မေတဲကူမရှိပါမေဘာလုပ်နေ ဟုတ်လေတားရင်ဟဲ့ ဟဲ့လို့ခမရရောကြောက်မိနေဘာကြီးပြောနေလဲလူမြင်လို့မှမကောင်းဗျ အဲ့ဒါတော့ကိုလည်းမပြောတတ်ဘူးမင်းအမေကမင်းအတွက်ပတ်စံလိုတယ်ဆိုပြီးတော့သူ့ရဲ့ခန္ဓာကိုကိုရှိမှလာရောက်အကူကလည်းသဘောကျလို့ဝယ်စားလိုက်တယ်ကွာကျွန်တော်ကတော့မင်းမိကိုမင်းကြည့်လိုက်โอเคမင်းမိပြည်ကောင်းလို့အကူတို့ပြီးထားတယ်မင်းအမေကမင်းအတွက်ပတ်စံလိုတယ်ဆိုပြီးတော့သူ့ရဲ့ခန္ဓာကိုကိုရှိမှလာရောက်မင်းအမေကမင်းအတွက်ပတ်စံလိုတယ်ဆိုပြီးတော့သူ့ရဲ့ခန္ဓာကိုကိုရှိမှလာရောက်မေကတားဘွားရှိရေးအတွက်မင်းရဲ့ခန္ဓာကိုရောင်းစားတယ်ဟုတ်လားနောက်တာမျိုးတွေမလုပ်ပါနဲ့အမေကတားဘွားတော့ကလေငွေမလို့ဦးမေရဲ့တားတော့ငွေလိုရဲ့ထင်းနေရလားယင်တားတော့ငွေမလို့ဘူးမေရဲ့မေရှိနေဘူးပဲလို့လားနောက်ကဒါမျိုးတွေမလုပ်ပါနဲ့တော့အမေဒီရဲ့ခန္ဓာကိုရွေ့ရှင်းပြီးတော့ဒါမျိုးအလုပ်တွေမလုပ်ပါနဲ့တော့အမေနော်သူတာတောင်းမှမှာသူတာလုံးချီတောင်းမှမှာနော်နောက်ကဒီမျိုးလုပ်တယ်မလုပ်ပါနဲ့တော့အမေနော် အမေပါဠိပြောလို့ပဲအမေဘာတူလို့ပါဠိပဲအရေးကြီးတာပါအမေဘာတော့ဘာမှမလုပ်ဘူးအမေကရှင်အမေကအဆင်ပြေနော်ဟုတ်ပါ ဒီကမှမလို့မရစေနဲ့လောင်တာအဖျားပြာကျွန်တော်မရပါရစေနဲ့ချစ်ရတဲ့ဒီအမေလေးကျေးဇူးဆက်ခွင့်ပေးစမ်းပါအမေကျေးဇူးတွေဆက်ခွင့်ပေးစမ်းပါအကျဉ်းလားကရုဏာတရားဆိုတာအမေမှာရှိပါတယ်မေတ္တာတရားဆိုတာလည်းအမေမှာရှိပါတယ်မိဘတွေကိုပြမကြီးနဲ့နှိုင်းရတာပါဒါကြောင့်မို့အမေဟာသားတို့ရဲ့ကောင်းတဲ့ထက်မှာပါအမေမဘာဖြစ်လာလို့ဗျာတော့ချောင်းပါလေတွေးနေတယ်တောက်ပြောလေမဘာဖြစ်လာတော့မေသားလေးရှက်ပြပါစလို့မေကိုပြချလိုက်တာသာ ဟာဗျာသူတော့စေးသွားပါဘော တော့တာလေး မေစေးကန်သွားမယ်မေတပည့်ကနားထောင်ပါနော်မေစေးကန်သွားမယ်နော် ဟုတ်တော့ မေစေးကန်သွားမယ်နော်
လာပါမေယာမေတာကြပါတာတော့လုံးချူတာမေလာပါမေတာအမေတာခဲ့မေမေတာမမေလာရှိရမေမေအားနေလာတော့no da se yo ya ko ame me da ya o ke ma me ade la doပထဝီမြေကြီးမကားပါမြတ်တာအရာအတိုင်းစားပမာနာနိုင်စရာမရှိအောင်ကြီးမာလာပေတာမိဘတွေမှာမရှိရင်ရှာပေးရှိပြန်တော့ညာကကြွေးတာဦးကလေးဘဝမှာစားအရွယ်ရောက်ယနေ့တိုင်းနာဆိုကျွန်တော်နေခဲ့ပါဦးဗျာသူမခဲ့ပါဘူးငါဘာဖြစ်လာဆန်ရည်သဘောအလားပြန်လာတလဲစီ ဒီဘိုးကြီးနေရတော့ ချေမရဘူးအမေယာ ငါဘိုးကြီးတဲ့မေမောင်နဲ့ပြည့်နေရပါ ဆရာမရဲ့မလုပ်ပါနဲ့ဗျာကျွန်တော်ပဲကုပေးပါဗျာနော်ကျွန်တော်ချင်းကြီးပြောပါလေဆရာမရဲ့ကျွန်တော်ပဲကုပေးပါဗျာ ငါတကယ်ပြည့်နေရပါ လုပ်ပါဗျာကျွန်တော်ပဲကုပေးပါနော်ဆရာ ဒီငါပေးရန်ကိုနေအတက်နေဆိုရင်ရတယ်ဆေးရုံမှာအများကြီးသွားလိုက်ပါနော် ဆရာမရဲ့ဆေးရုံသွားမယ်ဆိုရင်ကျွန်တော်ပဲဆေးရုံနေရာလေးပို့ပေးပါဗျာနော်ဆရာမကျွန်တော်ပဲတက်ဖို့အမြန်လေးကုပေးပါဗျာ အဲ့ဒါဆိုကျွန်မရေးတော့ပါခေါ်ပြီးပါ ကျွန်တော်တော့ဆရာမရဲ့တောင်းနေဆေးရုံပြန်ကုပေးပါအမေလည်းအားနေတာနော်မေနော်မေအားနေတာနော်ဆရာမရဲ့ဆေးရုံကားပြန်ခေါ်ပေးပါဗျာ မရှိရင်ရှာကပေးရှိပြန်တော့ညာကကြွေးတာဦးကလေးဘဝမှာစားအရွယ်ရောက်ယနေ့တိုင်းနာအမေကျေးဇူးတွေဆက်ခွေပေးစမ်းပါဆန်ရည်သဘောအလားပြန်လာတလဲစီတောင်းဝန်ချေမရစေအမေယာအမေကျေးဇူးတွေဆက်ခွေပေးစမ်းပါမေစောင်းကြည့်ပါဦးဗျာ စိတ်မချနိုင်တော့အမေစေတနာအမေပေးခဲ့တဲ့မဟာကရုဏာဓမ္မကြီးနဲ့နိုင်ရှင်ရင်လေအမေကမေစီလို့တော့မလေးဗျာမေကိုရလုံးကြပါဦးဗျာအမေကကြောက်လေဗျာမေအတေးတာမပြစ်မယ်လေမေ အမေယာ ကိုရလုံးကြလေဗျာကကြောက်လေဗျာမေတောင်းတာလေဗျာမေတောင်းတာလေဗျာ ကျေးဇူးဆက်ခွင့်ပေးစမ်းပါ မေပြချင်တယ်ဆိုမေ ဆက်ခွင့်ပေးစ ကိုရ မ်း လုံးကြပါဦးဗျာကိုတော့ပါဗျာစေဦးပြန်လေးကောင်းကြပါဗျာကိုရပြန်လုပ်ပေးပါဗျာမေတော့ပြန်ခဲ့ပေးကြပါဗျာကိုပြန်ပါပေးပါဗျာမေလည်းအားရတော့မေဒါစေဦးခေါ်လို့ကိုပြန်လုပ်ပေးပါဗျာကိုတော့မေပထဝီမြေကြီးမကားပါမြတ်တာယာအတိုင်းစားပမာနာနိုင်မရှိအောင်ကြီးမာလာလေတာ တော့ပါမေမရှိတော့ဗျ
ရင်ကောင်းလေရှိပြန်တော့ညာကကျွေးတာကျွေးစတယ်လေဗျာကလေးဘဝမှာစားတော့မမေမရှိတော့မပြတ်လားအမေချစ်သူတွေဆက်ပေးတော့စိတ်ချလိုက်တာတာပြီလားဆန်ရည်သဘောမလားအမေပြန်တော့တလဲစီဒါလေးပြန်လာခဲ့ပါဗျာ